ပြည်နယ်လွှတ်တော်ကိုယ်စားများခင်ဗျာချင်းပြည်နယ်စီပင်တိုင်းရေးဥပဒေအခန်း34ပုံမှ90စီအားပြင်ဆင်ပေးနိုင်ရန်ပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းခြင်းအစီအစဉ်ဖြစ်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားများခင်ဗျာချင်းပြည်နယ်စီပင်တိုင်းရေးဥပဒေအခန်း14ပုံမှ90စီအားပြင်ဆင်ပေးနိုင်ရန်တင်သွင်းရန်ပြည်နယ်အစိုးရအဖွဲ့အားဖိတ်ခေါ်ပါတယ်လေးစားတဲ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ကြီးများဖိတ်ကြားရေးတယောက်သူများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့စီပင်သားရေးလှည့်စင်နဲ့စက်မှုလက်မှုဝန်ကြီးဦးစိုးထက်ဖြစ်ပါတယ်ချင်းပြည်နယ်စီပင်သားရေးဥပဒေအခန်း14ပုံမှ58အရဝန်ထမ်းအတွက်ကုန်ကျစရိတ်သည်နှစ်စဉ်ရရှိသောဝင်ငွေ၏30%ထက်ကျော်လွန်ခြင်းမရှိစေရဆိုတဲ့စကားရပ်ကိုပယ်ဖျက်ပေးနိုင်ဖို့ချင်းပြည်နယ်အစိုးရအဖွဲ့မှအတည်ပြုသောဝန်ထမ်းဖွဲ့စည်းပုံအားကျော်လွန်ခန့်ထားခြင်းမပြုရဆိုသောစကားရပ်နဲ့ပြင်ဆင်နိုင်ရေးချင်းပြည်နယ်လွှတ်တော်ရဲ့စက်တင်ဘာလ2ရက်နေ့မှာကျင်းပမဲ့ဒုတိယကြိမ်ချင်းပြည်နယ်လွှတ်တော်22ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာအဆိုပြုတင်သွင်းပေးဖို့ချင်းပြည်နယ်လွှတ်တော်ကိုပေးပို့ခဲ့ပါတယ်။ညှိနှိုင်းအကြောင်းကြားခဲ့မှုအပေါ်မှာဩဂတ်စ်လ30ရက်နေ့မနေ့10:00နာရီကျင်းပတဲ့ချင်းပြည်နယ်လွှတ်တော်ရဲ့ဥပဒေပြုရေးအဖွဲ့ရဲ့အစည်းအဝေးအမှတ်စဉ်3/2020ဆုံးဖြတ်ချက်အရစီပင်သားရဲ့ဥပဒေကိုပြင်ဆင်တဲ့ဥပဒေမှာမူလဥပဒေနဲ့ရှင်းနောက်ကန့်ညီမှုမရှိတဲ့ကိုတွေ့ရကြောင်းနဲ့ချင်းပြည်နယ်စီပင်သားရဲ့ဥပဒေပုံမှန်58မှာပါရှိတဲ့30%ဟူသောစကားရပ်အစား50%ဟူသောစကားရပ်ဖြင့်အစားထိုးရန်သဘောတူဆုံးဖြတ်ခဲ့ကြောင်းသိရှိရပါတယ်။ချင်းပြည်နယ်လွှတ်တော်ဥပဒေပြုရေးအဖွဲ့ရဲ့အစည်းအဝေးမှတ်တမ်းကိုညှိနှိုင်းအကြောင်းကြားလာတာကိုတွေ့ရှိရပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဩဂတ်စ်လ30ရက်နေ့ညနေ3နာရီအချိန်မှာကျင်းပပြုလုပ်တဲ့ပြည်내အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးအမှတ်စဉ်2020ဆုံးဖြတ်ချက်2အရချင်းပြည်နယ်စီပင်သားရေးအဖွဲ့ဥပဒေအခန်း14ပုံမှန်58အားချင်းပြည်နယ်အစိုးရအဖွဲ့မှအတည်ပြုသောဝန်ထမ်းဖွဲ့စည်းပုံအားကျော်လွန်ခန့်ထားခြင်းမပြုရအစားထိုးပြင်ဆင်နိုင်ရေးချင်းပြည်နယ်အစိုးရအဖွဲ့မှထောက်ခံအတည်ပြုကြောင်းနဲ့ပြည်내လွှတ်တော်သို့ပေးပို့သွားရန်သဘောတူဆုံးဖြတ်ခဲ့ပါတယ်။သို့ဖြစ်ပါ၍ချင်းပြည်နယ်စီပင်သားရေးဥပဒေအခန်း14ပုံမှန်58အရာဝန်ထမ်းအတွက်နှစ်စဉ်ရရှိတဲ့နှစ်ကုန်ကျစရိတ်သည်ဝန်ထမ်းအတွက်ကုန်ကျစရိတ်သည်နှစ်စဉ်ရရှိသောငွေရဲ့30%ထက်ကျော်လွန်ခြင်းမရှိစေရအားပယ်ဖျက်ပေးနိုင်ရင်းနဲ့ချင်းပြည်နယ်အစိုးရအဖွဲ့မှအတည်ပြုသောဝန်ထမ်းဖွဲ့စည်းပုံအားကျော်လွန်ခန့်ထားခြင်းမပြုရဟုပြင်ဆင်နိုင်ရေးချင်းပြည်နယ်လွှတ်တော်ရဲ့ယနေ့ကျင်းပတဲ့ဒုတိယကြိမ်ချင်းပြည်နယ်လွှတ်တော်22ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာအတည်ပြုပေးနိုင်ရန်လွှတ်တော်ဥက္ကဋ္ဌမှလွှတ်တော်ကိုတင်ပြရခြင်းဖြစ်ပါတယ်။လေးစားတဲ့လွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ1993ခုနှစ်နေဆက်ဒေသနဲ့တိုင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေးနဲ့စီပင်သားရေးဝန်ကြီးဌာနမှဖွဲ့စည်းပုံရေးဆွဲပြီးတော့1996 February 20ရက်စွဲပါအမိန့်ကြေညာစာ1/96နဲ့တိုင်းနဲ့ပြည်နယ်စီပင်သားရဲ့အဖွဲ့16ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးတော့ချင်းပြည်နယ်ရဲ့ဖွဲ့စည်းပုံမှာအရာရှိ14ဦးအခြားဆင့်285ဦးနဲ့စုစုပေါင်း289ဦးနဲ့မူလဖွဲ့စည်းခဲ့ပါတယ်။နောက်ပိုင်းမှာကျွန်တော်တို့2018စက်တင်ဘာ30ရက်နေ့အထိဒီကျွန်တော်တို့ချင်းပြည်နယ်ရဲ့စီပင်သားရမှာအရာရှိ12ဦးအခြားအဆင့်212ဦးနဲ့စုစုပေါင်း222ဦးကိုခန့်အပ်ပြီးဖြစ်လို့ဖွဲ့စည်းပုံရဲ့86.82%ခန့်အပ်ထားပြီးဖြစ်ပါတယ်။ CB ဝင်ငွေခွန်ရဲ့48.59%ကိုခန့်အပ်ထားတာဖြစ်ပါတယ်။မူလတတ်မှတ်ထားတဲ့ဝင်ငွေခွန်ရဲ့30%ထက်မကျော်လွန်ရဘူးဆိုရင်ကျွန်တော်တို့ခန့်အပ်ထားပြီးသားဟာ18.59%ကျော်လွန်ခန့်အပ်ထားပြီးဖြစ်နေပါတယ်။30%ဝင်ငွေအတိုင်းသာဝန်ထမ်းခန့်ရမယ်ဆိုရင်ကျွန်တော်တို့ဒေသခံဝန်ထမ်းများကိုတာဝန်မှရက်စက်ရမလို့ဖြစ်နေပါတယ်။ပုံမခန့်ထားတာမျိုးရှိနေတာဖြစ်ပါတယ်။မြို့နယ်တိုင်းမြို့တိုင်းမှာလည်းဝန်ထမ်းမလုံလောက်တဲ့ပြဿနာများရှိပြီးတော့ကျွန်တော်ချင်းပြည်နယ်အတွင်းမှာခရိုင်၄ခုမြို့နယ်9ခုနဲ့မြို့7မြို့တိုးချိတ်ပြီးတော့မြို့ပေါင်း20တိုးလာတာဖြစ်ပါတယ်။မူလကတော့မြို့နယ်9ခုပဲရှိတာဖြစ်ပါတယ်။ယခုမှလည်းဝေဘူလာမြို့နှရီမြို့စုခွာမြို့မကွေအနုနဲ့ကျင်းတွင်းမြို့တစ်9မြို့တိုးချိတ်ပြီးတော့အဲ့ဒီမှာလည်းဒီလာမဲ့ဘဏ္ဍာရေးနဲ့အောက်တိုဘာလမှာပဲကျွန်တော်ဝန်ထမ်းတွေအသစ်ခန့်တက်ပြီးတော့
စီပင်လုပ်ငန်းများဆောင်ရွက်ဖို့စီစဉ်ရမှာဖြစ်ပါတယ်။ဒါတော့မြို့များကိုမြို့တော်အင်္ဂါရဲနဲ့အညီဖွံ့ဖြိုးတိုးတက်ဖို့နောက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ဖို့စီပင်ဝန်ထမ်းများဖွဲ့စည်းပုံအရာခန့်အပ်ပေးဖို့လိုအပ်ပါကြောင်းနဲ့ဖွဲ့စည်းပုံအသစ်ဖြစ်တဲ့ကျွန်တော်ကပီတန်ကဆုံးဖြတ်ပြီးတော့လွှတ်တော်ကလည်းအတည်ပြုပြီးဖြစ်တဲ့ဖွဲ့စည်းပုံအသစ်မှာဖွဲ့စည်းပုံဝန်ထမ်း600ဦးရှိလာမှာဖြစ်ပါတယ်600ဦးအနက်ဒီဝန်ကြီးဌာနများမှာအများစုဝန်ထမ်းများကို3ပုံ2ပုံခန့်ပြီးတော့60ခွဲရာနှုန်းနဲ့လွှမ်းညီတာကိုခန့်တဲ့အတွက်ကျွန်တော်ချစ်ပြည်နယ်မှာလည်းဖွဲ့စည်းပုံဝန်ထမ်း600ဦးအနက်ဒီ3ပုံ2ပုံသာခန့်မယ်ဆိုရင်တော့လွှမ်းညီတဲ့ဝန်ထမ်း400ဦးခန့်အပ်ဖို့လိုအပ်ပါဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့289ဦးခန့်ထားပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီ2020-21ဘတ်ဂျက်မှာနောက်ထပ်ဝန်ထမ်းအင်ဂျင်နီယာကျွမ်းကျင်သူများနဲ့ကွန်ပျူတာကျွမ်းကျင်သူများစုစုပေါင်း112ဦးခန့်ဖို့ဘာနာရထားပြီးတော့မှခန့်အပ်ဖို့ကိုလည်းဆောင်ရွက်စီစဉ်သွားလိုပါတယ်အဲ့ဒီအတွက်ကိုနောက်ထပ်လက်ရှိရှိပြီးသား289ဦးအပြင်နောက်ထပ်ခန့်အပ်ဖို့112ဦးခန့်မယ်ဆိုရင်ဝန်ထမ်း388ဦးရှိလာပြီးတော့ကျွန်တော်မြို့ပြစီမံကိန်းလုပ်ငန်းများမြို့ပြဖုံးဖေးလုပ်ငန်းများမှာထိထိရောက်ကျွန်တော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။တို့ရတွင်ယခုဝင်ငွေခွန်ရဲ့90ရာခိုင်နှုန်းသာဝန်ထမ်းခန့်အပ်ဖို့ဖြစ်လာမယ်ဆိုရင်တော့လက်ရှိကျွန်တော်တို့45ရာခိုင်နှုန်းလက်ရှိဖွဲ့စည်းပုံအသစ်မှာ229ဦးဟာ45ရာခိုင်နှုန်းရှိပြီဖြစ်ပါတယ်။90ရာခိုင်နှုန်းအတွက်နောက်ထပ်9ရာခိုင်နှုန်းပဲခန့်မယ်ဆိုရင်ဝန်ထမ်း30ဦးပဲကျွန်တော်တို့ထပ်ပြီးခန့်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့မူလရထားတဲ့ဘတ်ဂျက်လဲရပြီးသားဖြစ်တဲ့112ဦးမှာ30ပဲခန့်မယ်ဆိုရင်တော့82ဦးကိုရောနေပြီးတော့ကျွန်တော်တို့ခန့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒေသခံဘွဲရနဲ့နောက်10တန်းအောင်ကျွန်တော်တို့အလောက်ကန်အခွင့်အလမ်းကျွန်တော်ဒေသခံများရရှိဖို့အတွက်ကိုကျွန်တော်ရည်စူးပြီးတော့အလောက်ကန်အခွင့်အလမ်းရရှိဖို့ကိုလည်းလိုအပ်မှာဖြစ်ပါတယ်နောက်ပြီးတော့ဝင်ငွေမရှိတဲ့ကျွန်တော်တို့ကလေးတွေဟာအဝေးတင်ပွဲယူဖို့နေရာမှာလဲကျွန်တော်အလောက်ခံပြီးတမှကျွန်တော်တို့လက်ရှိမှာပညာသင်ကြားနာတွေကိုတွေ့ပါတယ်ကျွန်တော်စီပင်ဌာနမှာပဲလောအပေးဝန်ထမ်းလုပ်ရင်းနဲ့နေစာဝန်ထမ်းလုပ်ရင်းနဲ့အဝေးတင်တက်ရောက်တဲ့လူငယ်များစွာရှိကြောင်းကိုလည်းထပ်တွင်စဉ်းစားပေးဖို့တင်ပြလိုပါတယ်လေးစားတဲ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ1993ခုနှစ်မှ2012ခုထိစီပင်အဖွဲ့များဟာမိမိဝင်ငွေနဲ့ရပ်တည်ပြီးတော့မိမိဒေသနဲ့လိုက်ရောနေထွေတဲ့အစီအမံများရေးဆွဲပြီးတော့အများပြည်သူရဲ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်စီပင်သားရေးပုံမှန်58မှာဝန်ထမ်းအတွက်ကုန်ကျစရိတ်ဟာနှစ်စဉ်ရတဲ့ဝင်ငွေရဲ့30ရာခိုင်နှုန်းထက်ကျော်လွန်ခြင်းမရှိရလို့1993ခုနှစ်စီပင်ဥပဒေရေးဆွဲစဉ်မှာဖော်ပြခဲ့ပါတယ်အဲ့ဒီကာလတုန်းကကျွန်တော်တို့ဝန်ထမ်းများဦးစီးရာရှိတယောက်ရဲ့လစာဟာ1585ပဲရှိပါတယ်လက်ရှိဦးစီးရာရှိတယောက်ရဲ့လစာနှုန်းထားဟာ2,950,000ဖြစ်နေပြီဖြစ်ပါတယ်ဒီလစာကွာဟချက်အစပေါင်း185ဆကွာတာဖြစ်ပါတယ်ကျွန်တော်တို့တင်ပြထားတဲ့နောက်ဆက်တွဲဇယားကကိုကြည့်ရင်တော့သိနိုင်မှာဖြစ်ပါတယ်အဲ့ဒီဝန်ထမ်းများရဲ့ဒီ1993မှာတတ်မှတ်ခဲ့တဲ့လစာနဲ့အခု2019မှာရှိတဲ့လစာဇယားကိုနောက်ဆက်တွဲမှာကြည့်လို့ရှိရင်ကျွန်တော်တို့ရုံးအခုကအရင်တုန်းကလစာ600ပဲဖြစ်ပါတယ်ခင်ဗျအခုဟာရုံးအခုဟာ3,400,000ကစပြီးတော့လစာစပေးရတာဖြစ်ပါတယ်အငယ်တန်းစီးကျွန်တော်တို့ခန့်မယ်ဆိုရင်ရခိုင်တုန်းကအငယ်တန်းစီးဟာ950ပဲရှိပါတယ်လစာအခုကအငယ်တန်းစီးစကြီးကျွန်တော်တို့3,800,000ဖြစ်ပါတယ်အဲ့မှာ189ဆกว่าပါတယ်အငယ်တန်းစီးတယောက်ရဲ့လစာအခုနရုံးအခုရဲ့ရခိုင်1993ကပြတဲ့လစာနဲ့အခုကျွန်တော်တို့ပေးတဲ့လစာအစ240กว่าပါတယ်ခင်ဗျနောက်တစ်ခုကဒီအကြီးတန်းစီးဆိုရင်လည်းအရင်တုန်းက1100ပဲရတယ်ခင်ဗျအခုကျတော့အကြီးတန်းစီးတယောက်က3,908,000ဖြစ်ပါတယ်အစ180กว่าပါခင်နောက်တစ်ခုကဦးစီးရာရှိဟာအခုနမူလရတဲ့လစာ1993တော့1,585ပဲကျပ်ပဲရှိပေမဲ့အခု2,950,000ဖြစ်တဲ့အတွက်185ဆกว่าပါတယ်နောက်ညွှန်ကြားမှုတယောက်ဟာရခိုင်တုန်းက2,250ပဲလစာရပြီးတော့အခုဟာ3,940,000ဖြစ်တဲ့အတွက်အစ166ဆกว่าပါတယ်ခင်ဗျနောက်ညွှန်ချုပ်တယောက်ဟာရခိုင်တုန်းက2,500ပဲရပါတယ်အခုဟာ9,500,000ဖြစ်တဲ့အတွက်အစ220กว่าပါတယ်ခင်ဗျအဲ့ဒီဟာများကိုတည်းထည့်သွင်းစဉ်းစားပြီးဖို့ကျွန်တော်အနေနဲ့ဒီမှာတင်ပြလိုခြင်းဖြစ်ပါတယ်
နော်ထိုစဉ်ကစီပင်သားရဲ့အဖွဲ့များကစီပင်သားရဲ့ရုံးချုပ်ကနေပြီးတော့လုပ်ငန်းတာဝန်များကိုစီပင်ခန့်ခွဲတာဖြစ်ပါတယ်ရခိုင်အစီပင်သားရဲ့အဖွဲ့ဟာမိမိဝန်နဲ့ရက်တည်တဲ့စနစ်နဲ့ဆောင်ရွက်တဲ့အတွက်ကျွန်တော်ချင်းပြည်နယ်မှာတော်တော်များများဒေသဖွံ့ဖြိုးလုပ်ငန်းများကိုလှုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးဝန်ငွေနေပါတဲ့မြို့နယ်မျိုးများမှာဒီနိုင်ငံတော်ရဲ့အထောက်ပံ့နဲ့ပဲရခိုင်ကာလကလည်းရက်တည်ခဲ့တာဖြစ်ပါတယ်ခင်ဗျနောက်စီပင်သားရဲ့ဦးစီးဌာနရုံးချုပ်ကို2012ခုနှစ်ကစပြီးတော့ဖျက်သိမ်းပြီးဒီစီပင်သားရဲ့အဖွဲ့များကိုတက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာအစိုးရအဖွဲ့ကနေပဲတိုက်ရိုက်ကုတ်ခဲ့တဲ့စနစ်ကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။နောက်ရရှိတဲ့ဝင်ငွေများကိုလည်းနိုင်ငံတော်ဗဏ္ဍာငွေကိုတစ်လုံးတစ်စည်းတည်းပေးသွင်းတဲ့စနစ်နဲ့လုပ်ခဲ့ပါတယ်။အဲ့ဒါကိုလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။2013ခုနှစ်ဒီစီပင်သားရဲ့ဥပဒေရေးဆွဲတဲ့အချိန်မှာ1993ခုနှစ်တင့်ရဲ့ဒီပုံမှန်ကိုပဲရည်စူးပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်အုပ်ချုပ်မှုစနစ်ပြောင်းလဲလာတဲ့နဲ့အမြဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းကိုက်ညီမှုမရှိတော့တာကိုတွေ့ရမှာဖြစ်ပါတယ်။ချင်းပြည်နယ်စီပင်သားရဲ့အဖွဲ့ရဲ့2010-2017ဘဏ္ဍာရေးနှစ်မှာအခွန်နဲ့တာမန်ရငွေဟာတန်း239သန်းကျော်ရှိခဲ့ပါတယ်။ဒါမဲ့အခု2018-19မှာဆိုရင်ကျွန်တော်တို့အခွန်နဲ့တာမန်ရငွေဟာတန်း1360 1.3 ဘီလီယံကျော်လောက်ရရှိလာပြီဖြစ်ပါတယ်ခင်ဗျ။ဆိုရရှိတိုးတက်မှုဟာ33%အခွန်အခောက်ဟာ33%တိုးတက်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာရှင်းပြလိုတာကအခွန်33%တိုးတော့လေကျွန်တော်လစာကွာဟချက်ဟာအစ180 200ကျော်ထိကွာဟနေတာကိုဒီမှာသတိပြုစဉ်းစားပေးစီလိုပါတယ်။2018-2019ဘဏ္ဍာရေးနှစ်မှာချင်းပြည်နယ်ရဲ့အခြားတာမန်ရငွေများနဲ့မြို့ပြအိမ်ယာဖွံ့ဖြိုးဦးစီးဌာနကနေ200%ပဲအခွန်ရပါတယ်။နောက်အခြားဌာနအဖွဲ့အစည်းက400%ရပါတယ်။တရားလွှတ်တော်ကနေ900%ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများဦးစီးဌာနက200%ရပါတယ်။ပြည်내အစိုးရအဖွဲ့က200%ရပြီးတော့မှကျွန်တော်စီပီသားရဲ့အဖွဲ့က81%ရတာကိုတွေ့ရပါတယ်။ချင်းပြည်내ရဲ့ဗဏ္ဍာရမငွေတာမန်ငွေအများဆုံးရှာဖွေတဲ့ဌာနလေးဖြစ်ပါတယ်။အဲ့ဒီဝင်ငွေများကိုတည်းနောက်ဆက်တွဲနဲ့ကျွန်တော်တို့ဖော်ပြထားပါတယ်။နောက်ဆက်တွဲမှာကျွန်တော်2010-17တုန်းကဆိုရင်တော့တန်း239သန်းကျော်ပဲရတော့လေကျွန်တော်တို့ဒီဖက်ဥမာအဲ့ဒီပထမ9နှစ်2015-2016မှာတန်း965သန်းကျော်လောက်ရလာတာတွေ့ရမှာဖြစ်ပါတယ်။ဒီဖက်ကျွန်တော်2016ရဲ့နောက်ပိုင်းဆိုရင်အခု2018-19မှာဆိုရင်တန်း1360လောက်ရပြီးတော့မှကျွန်တော်19-20ဆိုရင်တန်းပေါင်း1408တန်းလောက်ရပါတယ်ကျွန်တော်2020-21မှာတော့တန်းပေါင်း1390လောက်ကိုကျွန်တော်ရထားပါတယ်ကျွန်တော်100%အပြည့်လုပ်ပေမဲ့ကျွန်တော်တို့ရဲ့ရရှိတဲ့ဝင်ငွေ1.3 ဘီလီယံ 1.4 ဘီလီယံလောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ချင်းပြည်နယ်ကလူဦးရေနေတာလည်းပါတယ်နောက်မြို့တွေနေပြီးတော့မှမြို့ပြမှာနေတဲ့အနေထားလေးနေတယ်နောက်စီးပွားရေးအလားအလာအခွင့်အလမ်းတွေလည်းမရှိတဲ့အတွက်အဲ့ဒီလိုမျိုးနည်းနည်းကွာဟတဲ့အခြေအနေမျိုးရှိတဲ့အကြောင်းလေးဒီမှာတင်ပြဆွေးနွေးလိုတာဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာမြို့နယ်ဒေသဖွံ့ဖြိုးရေးများပုံမဆောင်ရွက်ဖို့အတွက်လက်ရှိအင်အားနဲ့လုံလောက်မှုမရှိတဲ့အတွက်ကျွန်တော်တို့ဒီ2019 February လ15မှာကျင်းပပြုလုပ်တဲ့ဒုတိယကြိမ်ချင်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး2019ဒုတိယနေ့မှာချင်းပြည်နယ်စီပင်သားရဲ့အဖွဲ့ရဲ့ကိုကဲမွေးအောင်မှာရှိတဲ့မြို့နယ်နဲ့မြို့ဖွဲ့စည်းပုံကိုဝန်ထမ်းအင်အား289မှဝန်ထမ်းအင်အား600ကိုဖွဲ့စည်းပုံအသစ်တိုးမြင့်ပြီးတယ်ဖြစ်ပါတယ်။နောက်အဲ့ဒီအတည်ပြုထားတဲ့ဥစ္စာကိုလည်းအတည်ပြုကြောင်းလွှတ်တော်ကလည်းအကြောင်းကြားပြီးဖြစ်ပါတယ်။ချင်းပြည်နယ်စီပင်သားရဲ့အဖွဲ့ရဲ့လက်ရှိဝန်ထမ်း289ဦးသာရှိပါတယ်။2020-21ဘဏ္ဍာရေးမှာကျွန်တော်တို့ခန့်အပ်ဖို့ရထားဝန်ထမ်း112ဦးရှိတဲ့အတွက်ခန့်အပ်ဖို့ရမငွေလဲ6လစာရထားပြီးဖြစ်ပါတယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ကိုယ်စားလှယ်များခင်ဗျာတိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့ဝင်ငွေဟာအခွန်ခများရခိုင်နှုန်းပမာဏမတူတာကိုတွေ့ရမှာဖြစ်ပါတယ်ဝင်ငွေနဲ့ကျွန်တော်တို့ချင်းပြည်နယ်ရဲ့100%ဆိုတာဟာ1.3 ဘီလီယံ 1.4 ဘီလီယံပဲရှိပါတယ်နောက်ဝင်ငွေများတဲ့မန္တလေးရန်ကုန်လိုမျိုးဟာ100%ဟာဘီလီယံ20အထက်မှာပဲရှိပါတယ်ခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့30%နဲ့ပဲကန့်သက်ပြီးတော့ဝင်ငွေခွန်များပြတဲ့ဒေသ
ဟာ30ရာခိုင်နှုန်းနဲ့ဝင်ငွေခွန်များတဲ့ဒေသမှာကိုက်ညီတော့လေကျွန်တော်တို့လူဝင်ငွေခွန်နေတဲ့ဒေသမှာတော့ကိုက်ညီခြင်းမရှိတော့တာကိုတင်ပြလိုခြင်းဖြစ်ပါတယ်စီပင်သားရေးလုပ်ငန်းများဆောင်ရွက်ရမှာမြို့ပြများအရှင်ဟုန်နဲ့တိုးတက်ဖို့အတွက်ကျွန်တော်တို့ချစ်ပြည်နယ်အစိုးရအဖွဲ့လက်ထက်မှာပြဋ္ဌာန်းတဲ့ဥပဒေများနည်းဥပဒေများနဲ့အညီစီပင်သားရေးအဖွဲ့ရဲ့လုပ်ငန်းတာဝန်31ချက်ကိုအောင်မြင်အောင်ကျွန်တော်တို့အကောင့်ထဲပေါ်လျက်ရှိပါတယ်ချစ်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်များမြို့များရဲ့မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းများမှာဥဆောင်ဥရပြုတဲ့အဖွဲ့အစည်းဖြစ်လာဖို့အတွက်ဝင်ငွေတိုးမြင့်ရရှိတဲ့အတွက်လည်းအခွန်အကောက်ခွန်များအပြည့်အဝကောက်ခံရရှိကိုအရှိန်ဟုန်နဲ့ဆောင်ရွက်ရမှာဝန်ထမ်းအရာလုံလောက်မှုမရှိပါတဲ့ဖြင့်ဖွဲ့စည်းပုံအသစ်တိုးမြင့်တဲ့ဖွဲ့စည်းပုံအရာဝန်ထမ်းခန့်အပ်ဖို့လိုအပ်လက်ရှိပါတယ်ချစ်ပြည်နယ်စီပင်တိုင်းအဖွဲ့ဟာမြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့ဝင်ငွေတိုးမြင့်ရရှိတဲ့အတွက်ဖွဲ့စည်းပုံအသစ်တိုးမြင့်တဲ့ဖွဲ့စည်းပုံရဲ့3ပုံ2ပုံ65ရာခိုင်နှုန်းဝန်ထမ်းအရာခန့်ပါက၎င်းဥပဒေပုံမှန်58နဲ့ကိုက်ညီမှာမဟုတ်တလို့လက်ရှိဝန်ထမ်းခန့်အပ်ထားမှုနဲ့လည်းကိုက်ညီမှုမရှိတော့ပါသဖြင့်ပြည်စင်ရန်အတွက်ဒီဥက္ကဋ္ဌကြီးမှတစင်လွှတ်တော်သူတင်သွင်းရခြင်းဖြစ်ပါကြောင်းရှင်းလင်းတင်ပြအပ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းပြီးဖြစ်ပါသဖြင့်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးအဖွဲ့မှစီစီတူစီချက်သုံးသက်ချက်အစီရင်ခံစာအားဆင်းလင်းရန်ဖိတ်ခေါ်ပါတယ်ဒေသပါတော့ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်များပြည်နယ်အဆင့်ဖွဲ့စည်းရေးဝန်များအားလုံးမင်္ဂလာပါလို့စီဥစွာနှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ချင်းပြည်နယ်တည်တည်မြို့နယ်မဲဆန္ဒနယ်မနစ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစွာနှုတ်ခြင်းဖြစ်ပါတယ်လက်ရှိမှာပြည်နယ်လွှတ်တော်ရဲ့ဥပဒေပြုရေးဥက္ကဋ္ဌတာဝန်ကိုထားဆောင်နေသူဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာဒီချင်းပြည်နယ်စီပင်တာရဲ့ဥပဒေအခန်း14ပုံမှန်50တာပြင်ဆင်နိုင်ရန်ချင်းပြည်နယ်အစိုးရဖွဲ့မှ25ရက်စီလ2020ရက်စွဲပါစာမတ်၄မြန်းဆောင်30 S5 ကွန်ဆာကွန်ပေခွန်မြန်းဆောင်ကူဦးတုံဖြင့်တင်ပြလာပါတယ်ချင်းပြည်နယ်အစိုးရဖွဲ့ရဲ့တင်ပြစာပေါ်မှာပြည်နယ်လွှတ်တော်ရုံးကနေပြီးတော့မှပြည်နယ်ဥပဒေပြုအဖွဲ့ကိုစီစစ်ပြီးတော့မှတင်ပြဖို့တာဝန်ပြအပ်ပါတယ်ကျွန်တော်ချင်းပြည်နယ်ဥပဒေပြုရေးကော်မတီအနေနဲ့ဒီဥပဒေကိုစီစစ်တဲ့နေရာမှာအပိုင်းတစ်ပိုင်းကိုကျွန်တော်စီစစ်တွေ့ရှိရပါတယ်ပထမချက်အနေနဲ့ချင်းပြည်နယ်အစိုးရဖွဲ့ကနေပြီးတော့မှဥပဒေကိုပြင်ဆင်မှုတင်ပြတဲ့နေရာမှာချင်းပြည်နယ်စီပင်တာရဲ့ဥပဒေအခန်း14ပုံမှန်50ဝန်ထမ်းအတွက်ကုန်ကျစရိတ်ဒီနေ့ချင်းကြစီတော့ဝန်ကြီး30စာခိုင်နှုန်းချက်တော်လွန်စမရှိစီရဆိုတဲ့စကားရအစားချင်းပြည်နယ်စီပင်တာရဲ့ဥပဒေအခန်း14ပုံမှန်50ချင်းပြည်နယ်အစိုးရဖွဲ့မှအတည်ပြုသောဝန်ထမ်းဖွဲ့စည်းပုံအားတော်လွန်ခန့်ထားခြင်းမပြုရဆိုတာပြင်ဆင်လိုတဲ့အချက်တင်ပြလာပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့ဥပဒေတစ်ခုကိုပြင်ဆင်မှုစီစစ်တဲ့နေရာမှာကျွန်တော်မူလဥပဒေရဲ့အနှစ်သာရကိုကျွန်တော်မပြတ်ပယ်စီဘူးအဓိကချက်ဖြစ်ပါတယ်နောက်တစ်ခါရှိတဲ့နောက်တဲ့စကလုံးကိုနီနွန်းဘူးစီလျော်ဟတ်ဆတ်မှုရှိဘူးလေလိုအပ်ပါတယ်နောက်တစ်ခါအဒီပေရှင်းလင်းဖို့လည်းလိုအပ်ပါတယ်ဒီတင်ပြချက်တဲ့ပေါ်မှာကျွန်တော်စီစစ်တဲ့နေရာမှာမူလဥပဒေမှာအဓိကဖော်ပြတာကဝန်ထမ်းအတွက်ကုန်ကျစရိတ်ညစဉ်ရရှိသောဝန်ကြီး30စာခန့်တဲ့ဒေါ်လန်ချင်းမရှိစီရဆိုတော့မှကုန်ကျစရိတ်ငွေကြီးကိုဖော်ပြခြင်းဖြစ်ပါတယ်တင်ပြဖို့ပြင်ဆင်ဖို့တင်ပြတဲ့နေရာမှာကြတော့ချင်းပြည်နယ်အစိုးရအဖွဲ့မှအတည်ပြုသောဝန်ထမ်းဖွဲ့စည်းပုံအားဒေါ်လန်ခန့်ထားခြင်းမရှိစီရဆိုတော့မှမူလစကားရအတိပေနဲ့လုံးဝစန့်ကျင်ကွဲလွဲပြီးတော့မှဝန်ထမ်းဖွဲ့စည်းပုံအင်အားနဲ့တင်ပြလာတော့ကျွန်တော်သိရှိရပါတယ်စီနောက်စကားလုံးကညီညွတ်မှုမရှိဘူးဘာလို့လဲဆိုတော့ဒီနေရာမှာဝန်ထမ်းကုန်ကျစရိတ်ဆိုတဲ့ငွေချင်းနဲ့ဒီဝန်ထမ်းအင်အားဖွဲ့စည်းပုံနဲ့ဘယ်လိုမှဟတ်ဆက်လို့မရဘူးဆိုတာကျွန်တော်သိရှိရပါတယ်တိုးတော်လည်းပဲအစိုးရအဖွဲ့ကနေပြီးတော့မှတင်ပြလာတဲ့ကိစ္စဖြစ်လို့ကျွန်တော်တို့အလေးနဲ့ထားပြီးတော့မှကျွန်တော်ကြီးစုတဲ့ကျွန်တော်လေ့လာတဲ့နေရာမှာချင်းပြည်နယ်2013ခုနှစ်ချင်းပြည်နယ်စီပင်သာရေးဥပဒေပုံမှန်56မှာစီပင်သာရေးအဖွဲ့ကြီးအစိုးရအဖွဲ့ကြီးအတည်ပြုချက်ဖြင့်စီပင်တာရေးအဖွဲ့တစ်ဖွဲ့စီလုပ်ငန်းတာဝန်များနဲ့ဝန်ကြီးပနာမကိုအခြေခံလက်တတ်မှတ်ချက်များနဲ့အညီလူအတော်ဝန်ထမ်းဖွဲ့စည်းပုံကိုရည်ဆွဲအတည်ပြုထားရမယ်ဆိုတော့
ဖော်ပြထားပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်ဒီဝန်ထမ်းအင်အားဖွဲ့စည်းပုံအခုတူးချိတ်ခန့်ထားမယ့်ဥစ္စာလေးပဲခုနပြည်နယ်ရှိပင်သားရဲ့အဖွဲ့ဝန်ကြီးရဲ့တင်ပြချက်တွေကဝန်ထမ်းဖွဲ့စည်းပုံအစိုးရအဖွဲ့ကနေတော့အတည်ပြုပြီးသားဖြစ်ပါတယ်။ပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်လည်းဖြစ်ပါတယ်။ဒီဝန်ထမ်းဖွဲ့စည်းပုံအင်အားထက်ကျော်လွန်ခြင်းမရှိစီရဆိုတဲ့စကားလုံးကကျော်လွန်ခြင်းမရှိစီရစကားလုံးဟာအစိုးရအဖွဲ့ကသူ့ရဲ့စီမံခန့်ခွဲရေးနည်းလမ်းနဲ့ဆောင်ရွက်ကြမယ်ကြီးကြပ်ကြမယ်ကိစ္စတာဖြစ်ပါတယ်။ချင်းပြည်နယ်လွတ်တော်အနေနဲ့ဒီဝန်ထမ်းဖွဲ့စည်းပုံနဲ့ကျွန်တော်တို့ပြင်ဆင်စရာလည်းမလိုဘူးဆောင်ရွက်ပြပိုင်ခွင့်လည်းမရှိဘူးသူ့ဖွဲ့စည်းပုံအပေါ်မှာကျော်လွန်ခြင်းရှိမရှိဆိုတာအခါရုပ်ဆိုတာအစိုးရဖွဲ့ကကြီးကြပ်ပြီးတော့မှဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်ဆိုတာပထမအနေနဲ့ကျွန်တော်တင်ပြလိုပါတယ်ဒုတိယအချက်အနေနဲ့အစိုးရဖွဲ့ကနေပြီးတော့မှဒီဝန်ထမ်းရဲ့လစာဟာလုံလောက်မှုမရှိလို့တင်ပြလာတဲ့ကိစ္စဖြစ်နိုင်တယ်ဆိုပြီးတော့မှဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့စဉ်းစားသုံးသပ်ပါတယ်စဉ်းစားသုံးသပ်တဲ့နေရာမှာကျွန်တော်တို့ကတပိုက်ကဒီစီပင်သားယာကြီးလုပ်ငန်းအနေနဲ့ဝန်ကြီးဌာနအနေနဲ့မြို့ရွာတာယာလပါကြီးမြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကဖွဲ့စည်းတယ်လို့ကျွန်တော်တို့ယူဆပါတယ်ယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီမြို့ရွာတိုးတက်ဖွံ့ဖြိုးရေးစီပင်သားယာလပါကြီးအတွက်ဆောင်ရွက်နိုင်ဖို့ဆိုရင်စီပင်သားယာကြီးဘာနိုင်ဗရန်ပုံသူစီပင်သားယာကြီးအတွက်မြို့ရွာတိုးတက်ဖွံ့ဖြိုးရေးအတွက်အဓိကတုံးဆွဲပြီးတော့မှအဓိကဆောင်ရွက်ရမလို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါကြောင့်မလို့ဝန်ထမ်းတပိုင်းမှာလည်းပဲဒီဝန်ထမ်းဖွဲ့စည်းပုံအရဝန်ထမ်းကလည်းပဲလုံလောက်တဲ့ဝန်ထမ်းရှိမှဝန်ထမ်းလုံလောက်မှလည်းပဲဆောင်ရွက်နိုင်မယ်ဆိုတာကျွန်တော်တပိုင်းမှာလည်းတုံ့တက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကထပ်ဆင့်ပြီးတော့မှလေးလာတဲ့နေရာမှာမိတို့ပြန်စုစီကံကိုဘာပဲဖြစ်ဖြစ်တစ်ဖက်မှာလည်းပဲအစိုးရဖွဲ့နေနဲ့တော်လကောင်းစီပန်တာရဲ့အနေနဲ့တော်လကောင်းဒီမြို့ရွာတာယာလပတ်ကြီးဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နိုင်ရအတွက်ဝန်ထမ်းဖွဲ့စည်းပုံတော့တူးချဲခန့်ထားလူအပ်တယ်ဆိုရင်တော့ဒီအစိုးရဖွဲ့ရဲ့လုပ်ပိုင်ခွင့်ရှိတယ်ခန့်ထားနိုင်ပါတယ်အတည်ပြုနိုင်ပါတယ်ဆိုတာ56မှာကိုပါပြတာဒါနဲ့ဇောထွေးပြီးတော့မှဒီ50ကုန်ကျစရိတ်30ရာခိုင်နှုန်းထက်မကျော်လွန်စီရဆိုတဲ့စကလုံးနဲ့ဇောထွေးเสียအကြောင်းမရှိဘူးသူ့ရဲ့အစိုးရဖွဲ့ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်ကျော်လွန်တယ်ဆိုရင်လည်းပဲသူ့အနေနဲ့ကျော်လွန်တဲ့ဥစ္စာကိုပယ်ဖြတ်ဖို့ပဲဖြစ်တယ်လွတ်တော်နဲ့မဆိုင်ဘူးလွတ်တော်နဲ့ဆိုင်တာတော့ဆိုင်နိုင်တဲ့ကိစ္စတော့ဒီငွေကြီးကိစ္စဖြစ်ပါတယ်ဒီငွေကြီးကိစ္စမှာတော့ခုနကျွန်တော်ဆွေးနွေးတင်ပြတယ်လို့ဒီဘက်ပိုင်းမှာမြို့ကျော်တူတက်ဖွံ့ဖြိုးဖို့အတွက်နဲ့ဒါယာလပါရေးအတွက်အဓိကဆောင်ရွက်ဖို့ဖြစ်ပါတယ်ဒီဘက်ပိုင်းမှာလည်းပဲဝန်ထမ်းကလုံလောက်တဲ့ဝန်ထမ်းလိုအပ်နေလို့အခုတင်ပြလာတဲ့အပေါ်မှာကျွန်တော်တို့ကနေပြီးတော့မှအသေးစိတ်စီစစ်တဲ့နေရာမှာအခုလက်ရှိဝန်ထမ်းကတော့929ယောက်ဖြစ်နေပါတယ်ဝန်ထမ်းလစာအနေနဲ့လည်းပဲအစမတန်ကွာခြားတယ်ဆိုတာကျွန်တော်လက်ခံပါတယ်လက်ခံပြီးခါမှဒီလက်ရှိတင်ပြလာတဲ့ဝန်ထမ်းအင်အားနဲ့ကျွန်တော်တို့ရရှိနိုင်တဲ့လာစာနဲ့တေချာတွက်ချင်းထူပြီးတော့မှတွက်ချက်တဲ့နေရာမှာဘာပဲဖြစ်ဖြစ်ဒီမှာပြလဲဆွဲတောင်ရှင်းလဲလျှောက်တောင်ဘုပင်မှာလည်းဖွင့်ပြီးတူးတဲ့အောင်ဒီမှာဝန်ထမ်းအင်အားလည်းတူးချိတ်နိုင်အောင်ဆိုပြီးတော့မှကျွန်တော်အသိစိတ်လေ့လာတဲ့တုံးတက်ပြီးတဲ့အခါမှာကျွန်တော်လွတ်တော်ကို50စာခိုင်နှုန်းလောက်တူးမြင့်ပြီးမယ်ဆိုရင်တော့အစဉ်ပြေလောက်ပါတယ်ဆိုတော့မှကျွန်တော်တင်ပြရှင်းဖြစ်ပါတယ်အဲ့ဒီမှာလည်းပဲပုံဒီကားချက်မဟုတ်ဘဲနဲ့တရကြီးတဘောမဟုတ်ဘဲနဲ့ဝန်ထမ်းဖွဲ့စည်းပုံလည်းအခါလျော်ဆိုတာပြင်ဆင်ဖို့လိုအပ်တယ်လို့ဝန်ထမ်းဖွဲ့စည်းပုံမှာလည်းပဲအခါလျော်ဆိုပြင်ဆင်နိုင်ပါတယ်ပုံဒီကားချက်မဟုတ်ပါဘူးဒီနေ့ဗန္ဒာကြီးနေ့မှာတကယ်လုံနိုင်တဲ့ဟာကိုလုံပြီးတော့မှဝန်ထမ်းတကယ်လိုအပ်တဲ့အနေအထားနဲ့ပြန်လဲချင်းထိုးပြီးတော့မှနောက်ဘတ်ဂျက်တွေမှာလည်းပဲပြန်လဲတုံးတက်လို့ရပါတယ်ဆိုတာလည်းပဲကျွန်တော်တို့သိရှိကြပါတယ်ဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်ဒီမှာအဓိကရေမှန်းချက်ဖြစ်တဲ့မိရွာစီပင်သားယာရေးအတွက်လှုပ်ဆောင်နိုင်ဖို့ဆိုလို့ရှိရင်ဒီရာခိုင်နှုန်းအဖြစ်တော့အခုကျွန်တော်တူးပြတာလည်းပဲ30ရာခိုင်နှုန်းကနေပြီးတော့မှ50ရာခိုင်နှုန်းဖြစ်ပါတယ်တဆဝဲနေပါတော့ကျွန်တော်တူးမယ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တင်ပြတဲ့နေရာမှာလွတ်တော်ဥက္ကဋ္ဌကြီးကိုကြီးကြကော်မတီမှာကျွန်တော်ကော်မတီအနေနဲ့တင်ပြခဲ့ပါတယ်လွတ်တော်ကုစလေမြတ်ကလည်းပဲအခြေလဲဆွေးနွေးပြီးမှ50စာခိုင်နှုန်းကတော့ရှိလျောက်ပါတယ်တင်လျောက်ပါတယ်မြတ်တာပါတယ်လုတ်ဖြစ်ပါတယ်ဆိုတော့မှတုံးတက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလွတ်တော်အတည်ပြုပြီးတော့မှလွတ်တော်ကြီးကြကော်မတီအတည်ပြုပြီးတော့မှကျွန်တော်အစိုးရဖွဲ့ကိုပြန်လဲတင်ပြရှင်းဖြစ်ပါတယ်အစိုးရဖွဲ့နေပြီးတော့ပြန်ပြီးတော့မှပြန်လဲတင်ပြတဲ့နေရာမှာခုနအစိုးရဖွဲ့တဲ့31ရက်နေ့ရှိရက်2020ကျဆွေးပါစာမတုံးမြန်းစောငါဒေစခွန်ကွန်စာကွန်ပီနိ
မြန်စောကူဦးတုံးအရာပြန်လဲတင်ပြတဲ့နေရာမှာကျွန်တော်တို့ပြင်ဆင်ပြည့်တဲ့အတိုင်းမဟုတ်ပဲနဲ့ရှင်းပြတဲ့ဒီတန်တာကြီးအပိတ်ဒီအခန်းတဲ့ဒီပုံမှန်50ရှင်းပြတဲ့အစိုးရအဖွဲ့မှတည်ပြုတော့ဝန်ထမ်းဖွဲ့စည်းပုံကကျော်လွန်ခန့်ထားခြင်းမပြုရဆိုတော့မှဒါလက်ခံခြင်းမပြုပဲနဲ့ဒီတိုင်းမူလစာတအတိုင်းပဲသူတို့စာတအတိုင်းပဲပြန်လဲပြီးတော့မှတင်ပြလာပါတယ်ဒါကြောင့်မလို့ဒီကိစ္စမှာကျွန်တော်ပထမအချက်အနေနဲ့ဝန်ထမ်း50ချင်းပြတဲ့အစိုးရဖွဲ့အတည်ပြုတော့ဝန်ထမ်းဖွဲ့စည်းပုံအားကျော်လွန်ခန့်ထားခြင်းမပြုရဆိုတဲ့စကလုံးနဲ့ပြင်မယ်ဆိုတော့လုံးဝပြင်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်လွတ်တော်ရဲ့လုတ်ပိုက်ခွင့်လည်းမဟုတ်ဘူးအစိုးရအဖွဲ့ကနေပြီးတော့မှသူ့ရဲ့လုတ်ပိုက်ခွင့်သူ့ရဲ့ဘုံအတွင်းမှာရှိတဲ့သူအနေနဲ့သူဆက်နိုင်တဲ့ဆော့ချက်နိုင်တဲ့အင်အားဝန်ထမ်းအင်အားကိုသူတို့လုတ်ပိုက်ခွင့်ကိုသူတို့ကျွန်တော်စီမှာတင်ပြလာခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့လွတ်တော်အနေနဲ့တော့ဆောင်ရွက်လာမလို့ဘူးဒီကိစ္စသဘောတူစရာအကြောင်းမရှိဘူးလို့ကျွန်တော်တင်ပြလိုပါတယ်နောက်ပြီးတော့မှဒီကျွန်တော်တို့ကနေပြီးတော့မှ90ရာခိုင်နှုန်းဆိုတာတော့ကျွန်တော်ကဘာပဲဖြစ်ဖြစ်ဒီဥပဒေကိုဥပဒေတလုံးချင်းနဲ့ဥပဒေစကားတစ်ခုပေါ်မှာအချီမပြုတ်ပဲနဲ့ဇက်သွေးတာယာကြီးမြင့်တလာပါကြီးနဲ့ဖွံ့ဖြိုးရေးအတွက်ကျွန်တော်တို့လွတ်တော်အနေနဲ့ဥစားပြတဲ့အတွက်ကြောင့်ဗန္ဒာကြီးကြီးနဲ့အတွင်းမှာလည်းကျွန်တော်ထပ်တလဲဒီနေ့ဆိုရင်ကျွန်တော်စီပင်တာယာအတွက်ဆိုတော့ခေါင်းစဉ်အများကြီးပြန်ပြီးတော့မှကျွန်တော်ဒီခေါင်းစဉ်အောင်မှာဗန္ဒာဝင်ပြလက်ထည့်သွင်းပါတယ်ဒါကြောင့်မလို့ဒီဟာဒီကဝန်ထမ်းအတွက်တာဝန်ထမ်းဖွဲ့စည်းပုံအတွက်စီပင်မှုမဟုတ်ဘဲနဲ့အဓိကတော့မြို့တာယာလာပါဖို့အတွက်ဖြစ်တယ်ဆိုတာကျွန်တော်တို့သဘောပေါက်ပါတယ်ဒါကြောင့်မလို့ဒီအပေါ်မှာဒီ90ရာခိုင်နှုန်းကိုလက်ခံခြင်းမပြုနိုင်ဘူးဒီစကလုံးအတိုင်းအတီးပြုဒီတိုင်းမှာဆက်တယ်မယ်ဆိုတော့လွတ်တော်အနေနဲ့တော့လက်ခံအတီးပြုခြင်းမပြုသင့်ဘူးလွတ်တော်ရဲ့အဆုံးအဖြတ်ကိုနာခံတင်ပါတယ်ဆိုတာကျွန်တော်ဒီကွန်ဆယ်တင်ပြလိုပါတယ်အားလုံးကြည့်ရတင်ပါတယ်၎င်းကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘက်ကအစိုးရအဖွဲ့ရဲ့တင်ပြချက်ပေါ်မှာလေအဓိကမြို့ကြီးတိုးချက်တယ်ပြီးတော့ဝန်ထမ်းတွေပို့ပြီးတော့လိုအပ်လာတယ်နောက်ပြီးတော့ကိုသားသမီးတွေလေရာထူးဒါဝင်လေဝန်ထမ်းလေးရရှိနိုင်အောင်ဆိုပြီးတော့အမျိုးမျိုးစဉ်းစားပြီးတော့သုံးသပ်မှုကိုလေတွေးစီရပါတယ်ဟိုဘက်အပိုင်းကလွတ်တော်ပိုင်းကစဉ်းစားတာလေတကယ်တမ်းဆိုရင်တော့တိုးလာရင်လေပြည်သူဘက်ကအခွင့်ကိုတိုးပြီးတော့ကုတ်ဖို့ပဲဖြစ်လာမှာပဲပြည်သူရဲ့ဝင်အခွင့်ကောက်တဲ့ပုံမှာပဲကျွန်တော်တို့ကလွတ်တော်ပိုင်းအနေနဲ့လွတ်တော်ဥပဒေစီစီရဲ့အနေနဲ့အကျိတ်အနေဆွေးနွေးပြီးတော့လွတ်တော်ရှိရာကော်မတီအားလုံးမှာတင်ပြပြီးတော့တဦးချင်းအားလုံးအကျိတ်အနေဆွေးနွေးပြီးမှကျွန်တော်တို့အဲ့ဒီ90ရာခိုင်နှုန်းကိုတင်ပြလာတာဖြစ်တယ်တကယ်တိုင်းဆိုရင်တော့ကျွန်တော်တို့ထက်အင်အားကောင်းတဲ့ဥပမာကချင်ပြည်နယ်ဆိုရင်25ရာခိုင်နှုန်းပဲရှိသေးတယ်အဲ့တော့ကျွန်တော်တို့ပိုင်းအနေနဲ့လေအဲ့ဒါကတော့လောလောဆယ်အနေနဲ့ကတော့30ကနေ90အထိတိုးရင်တော့အသိလျော်ဆုံးဆိုပြီးတော့လေလွတ်တော်ကြီးရာကော်မတီအားလုံးအနေနဲ့လေအဲ့ဒါလေသူတို့အကျိတ်အနေအကောင်းဆုံးနဲ့စီစဉ်ပြီးတော့ဆုံးဖြတ်တာဖြစ်ပါတယ်ဒါကြောင့်ဒီဥစ္စာကလူရင်လိုအပ်တယ်လို့နော်ဝင်ဝင်အပေါ်မှာပြန်လေတုံ့တက်လို့ရတဲ့အခြေအနေဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဟာကတော့အဲ့ဒီနှစ်ခုပေါ်မှာ60ခုနဲ့90ပေါ်မှာပဲ vote ယူရမယ်အဲ့ဒါမှပဲဆုံးဖြတ်ချက်လို့ဖြစ်မယ်ဆိုတာကိုလေကျွန်တော်အနေနဲ့ပြုတော်မှာအတည်ပြုပေးမယ်ဆိုရင်တော့60ခုနဲ့90ပေါ်မှာပဲ vote ယူပြီးတော့ဆုံးဖြတ်ချက်တစ်ခုချက်မှပဲအဖြစ်ရမယ်ဆိုတာကိုလေဒီကနေညွှန်ကြားလုပ်ပါတယ်ဟုတ်ကဲ့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့ဆွေးနွေးတဲ့ကော်မတီဥက္ကဋ္ဌလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့အခုနကျွန်တော်ဘက်ကရှင်းပြတင်တာအသေးစိတ်တော့ကျွန်တော်ရှင်းပြပြပါခင်ဗျဆိုတော့အခုနမနေ့ကကျွန်တော်ကတော့မနေ့ပိုင်းလဲပြန်ပြီးခီးစဉ်ရှိတဲ့အတွက်အစည်းအဝေးကိုကျွန်တော်မတက်ရောက်နိုင်ပါဘူးနေ့လယ်ပိုင်းလဲ radio conference ရှိတဲ့အပြင်ညနေ3 နာရီလဲ cabinet ရှိတဲ့အတွက်ကျွန်တော်မတက်ရောက်နိုင်သွားတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဆရာညွှန်မှုကလည်းကျမ်းမာရေးအရစစ်စစ်ခံတဲ့အတွက်ညွှန်ကြားဒုညွှန်မှုကိုကျွန်တော်လှုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဒုညွှန်မှုလာပြောတဲ့အချိန်မှာတော့60ရာခိုင်နှုန်းဆိုတာလေလာတွေ့တဲ့အတွက်60ဆိုရင်တော့အနည်းဆုံးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကတော့အဲ့ဒီ60ဆိုကောင်းတယ်ဆိုပြီးတော့ပြောလိုက်တယ်ခင်ဗျတကယ်လို့ဒီ90ရာခိုင်နှုန်းအစား
နည်းနည်းတိုးပေးနိုင်မှာဆိုတော့ကျွန်တော်တို့ဥပဒေနဲ့လည်းကိုက်ညီပြီးတော့ကျွန်တော်တို့လိုလားချက်နဲ့လည်းနည်းနည်းနှိစက်မှာဖြစ်တဲ့အတွက်60ခွန်ရာခိုင်နှုန်းဖြစ်စေဒါမှမဟုတ်85ရာခိုင်နှုန်းဖြစ်စေဒီလိုလေးတော့တိုးပေးစေချင်မှာဥပဒေကလည်းချိုးဖောက်ရအောင်မရအောင်အခုကကျွန်တော်တို့ကခန့်ထားပြီးတော့ဝန်ထမ်းအားလုံးကဥပဒေချိုးဖောက်တယ်လို့လားဖြစ်နေခင်ဗျ30ရာခိုင်နှုန်းတည်းအများကြီးပို့နေတာဖြစ်လို့ပါခင်ဗျအဲကြောင့်ဥပဒေနဲ့ကိုက်ညီအောင်ရာခိုင်နှုန်းလေးကိုတော့အခုနတိုးပေးရင်တော့နည်းနည်းအဆင်ပြေတဲ့အကြောင်းလေးတော့ထပ်ပြီးဆွေးနွေးလိုပါတယ်ဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းလာတဲ့နော်ချင်းပြည်နယ်စီပင်သားယာယီဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့နော်ဆွေပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးတင်ပြလို့ချင်းတယ်လို့ရှိရင်ညနေတနာရီမတိုင်ခင်လွှတ်တော်ရုံးဝန်ထမ်းအကြီးမှုထိုင်ကိုတင်သွင်းပြည်ရန်ဖြစ်ပါတယ်ညနေပိုင်းမှာပဲကျွန်တော်တို့အဲ့ဒါတင်ပြီးမှာလည်းပြန်ဆွေးနွေးမယ်ဆိုတာကိုပင်သာယာဝန်ကြီးတင်သွင်းလာတဲ့ချင်းပြည်နယ်စီပင်သာယာရေးဥပဒေပြင်ဆင်ပေးနိုင်ပါရာတင်သွင်းခြင်းနဲ့ပတ်သက်လို့အနေငယ်ဆွေးနွေးခြင်းပါတယ်ခင်ဗျာဒီကိစ္စကိုမူလအတိုင်းရာခိုင်နှုန်းမဟုတ်ပဲနဲ့ချင်းပြည်နယ်အစိုးရအဖွဲ့မှအတည်ပြုသောဝန်ထမ်းဥယျာဉ်အတိုင်းဆိုတဲ့ပြင်ဆင်ချက်ကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးဖို့အတွက်အမည်စရင်းသွင်းရမယ်ဆိုရင်ကျွန်တော်တို့ဖွတ်တော်ကဆွေးနွေးထားတဲ့ရာခိုင်နှုန်းနဲ့ကွဲလွဲပါတယ်ခင်ဗျာကွဲလွဲတဲ့အတွက်ကြောင့်အမည်စရင်းတင်သွင်းနိုင်အောင်ဆိုရင်အစိုးရအဖွဲ့ကနဲ့ဒီရာခိုင်နှုန်းကိုသာလျှင်50ကနေ60ကိုတော်လော60ခုကိုတော်လောပြင်ဆင်တတ်မှပေးပါရဆိုတဲ့တင်သွင်းချက်ကိုတခါတင်သွင်းပြီးမှသာလျှင်ကျွန်တော်တို့ဘက်ကဆွေးနွေးလို့အဆင်ပြေပါပဲခင်ဗျအဲ့ဒါကြောင့်ဂျာကာလာမှာအခြေအနေပေးမယ်ဆိုရင်တော့အဲ့ဒါလေးကိုသူတို့ဘက်ကခုနရာခိုင်နှုန်းလေးကို90တော့မလုပ်ပါနဲ့ဘလောက်တော့ဆောင်ရွက်ပေးပါဆိုတဲ့ဥပဒေပြင်ဆင်ချက်လေးလိုအပ်မှာဖြစ်ပါတယ်ဒါပြီးမှတခါတည်းကျွန်တော်တို့ဖက်တော်ကလည်းဒါကိုအပြည့်ပြဆောင်ရွက်နိုင်မှာဖြစ်တဲ့အကြောင်းတင်ပြအပ်ပါတယ်ခင်ဗျအလုံးကျေးဇူးတင်ပါတယ်ဟုတ်ပြီအစိုးရပိုင်းအနေနဲ့ဘလောက်အတိုင်းအတာအထိတူပေးဆော့ပေးဆိုတာလေ60ခွန်ရာခိုင်နှုန်းလောက်ဆိုတော့အဆင်ပြေပါတယ်ဟုတ်တယ်မနေ့ကလည်းကျွန်တော်ဟုတ်ကဲ့ဇာနဲ့ကျွန်တော်ပို့ပါဟုတ်ကဲ့ဟမ်ချောအောင်ဖွဲ့စည်းပုံနဲ့ခန့်တဲ့အခါမှာစီပင်သားရဲ့ကောက်ခံထားတဲ့အခွန်တွေအကုန်လုံးကလစာစိတ်တွေမှာကုန်သွားတယ်2သိန်းကျော်ပို့တယ်အဲ့အတွက်ကျွန်တော်တို့က90ပေါ့90ခုနက1.5တဝက်ပေးလိုက်တော့90ရာခိုင်နှုန်းလစာပေးလိုက်ပြီး90ရာခိုင်နှုန်းကဖွံ့ဖြိုးရေးအတွက်ကြံဆိုပြီးတော့မှကျွန်တော်ထားလိုက်တာဟုတ်မနေ့က224ယောက်ပေါ့ကျွန်တော်တို့ပြအခုမနေ့ပေးတာ229ယောက်ကျွန်တော်တို့ဥပဒေချမ်းကော်မတီကိုပေးတာက224ယောက်50ရာခိုင်နှုန်းဆိုတော့ကျွန်တော်အယောက်300ကြီးခန့်လို့ရတယ်အယောက်300ခန့်ပြီးတော့မှ50ရာခိုင်နှုန်းလစာပေးမယ်လူများဖွဲ့စည်းပုံရလဲအယောက်300ကျန်မှာပေါ့လစာကြီးပဲအကုန်ပေးလိုက်တဲ့အတွက်ကျွန်တော်တို့ဖွံ့ဖြိုးရေးအတွက်ပေါ့ရတဲ့အခွန်ကလစာထဲမှာပြီးကုန်သွားတာမျိုးဖြစ်မှာဆိုလို့ကျွန်တော်တို့ကအမောက်လေးကိုကန့်သက်ပေးတာခုနကဖွဲ့စည်းပုံဆွဲတဲ့600ဆိုလို့ရှိရင်ရတဲ့အခွန်ဒီလစာကုန်ပြီးတော့2သိန်းကျော်ပဲကျန်တယ်အဲ့ 1.3 billion ကျွန်တော်အဲ့လစာနှုန်းအစ်စ်နဲ့တွက်ထားတာဟုတ်ကဲ့ဟိုပါပါတယ်ကျွန်တော်တို့အခုနပြန်တင်ပြတာလေးဆောင်ရွက်ပါဟုတ်ကဲ့ကျွန်တော်တို့လည်းတိုင်နေတယ်ပါဆိုတော့မင်းတို့မြို့နယ်ကိုယ်စားလှယ်ဦးအောင်တန်းဆွေးနွေးတဲ့ဟာကိုကျွန်တော်ထုတ်ခံဆွေးနွေးတာပါအမှန်မှန်တော့ဒီအခုစီပင်သားယာကြီးဒီချင်းပြည်နယ်အစိုးရအဖွဲ့နေတင်ပြတဲ့ဒီစီပင်သားယာကြီးဥပဒေကိုပြင်ဆင်လို့ဒီဥပဒေဟာဆိုလို့ဆိုရင်ကင်ကနန်ကိုစာသားအနေနဲ့ခန့်ထားဒီဘက်ကငွေကြေးတုံးဆွဲခွင့်အမင်းကိုကန်တက်ချက်ကိုဒီဘက်ကဝန်ထမ်းခန့်ထားရင်းနဲ့လာပြမဒါတင်ပြတာဖြစ်ပါတယ်ဒါလုံးဝပတ်သက်မှုမရှိတဲ့ဟာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒါဥအောင်တိုင်းဆွေးနွေးတဲ့အတိုင်းအတူချုပ်ထောက်ခံဆွေးနွေးရရင်တော့ကင်ကနန်ဖြစ်တဲ့အတွက်ဒီပုံမှန်58ဟာကင်ကနန်တတ်မှတ်ချက်ဖြစ်တဲ့အတွက်ကန်တက်ချက်ဖြစ်တဲ့အတွက်ဒီကန်တက်ချက်ဟာမလုံလောက်ပါဘူး30ကနေပြမ50လား60လား85လားဆိုရဲဟာ
กิงนางกูจูจงพอเปียเชลีเนี่ยบ่เนาะอะไรเลยกูเปลี่ยนเลยเปลี่ยนสิ่งประมากูทีมเปียติมบาร์เรสุระฮาเลยสุนุยติมจิมาเลยเจสุติมาเลยยี่ติมเปียเรแต่มันเนี่ยจนรู้สุยเนี่ยจิมาร์ดีจ้ะดีซาตานเนี่ยมันราคานู้นเนี่ยมันเต็มเปียบุษจนรู้เสร็จมันสุยนี่เราหูรู้จนนี่เปียจนสุยนี่บาร์เรของเช่นเนี่ยเปลี่ยนเส้นเช่นเดียอุปริเนี่ยมูลอุปริเนี่ยลุงว่าสันเจเนี่ยแต่จังมันสุยนี่เราหูรู้อันนี้ชินเจอร์ตัวนี้เป็นดาวสุยเราจานุเนี่ยจนเปลี่ยนตัวเชื่อปีเมสระเกตัวเชื่อทิศล้านหนึ่งมุกเลยขันอยู่ที่ขันอยู่หลายสุดมาจนเปียวเรื่องชิมาตัวเราอาทิตย์ลูจีเนี่ยนี่นั่นปีเรามานี่นั่นเรื่องจนอยู่สาราบุรีนี่นั่นปีเรามาเช่าเสกคนจากใครนู้นส่วนเราเสียงปีบาร์เร่ลูตัวเต็มเปียลาบาร์เร่อันนี้พอมาจนทับปีเรามา40ปีเรามาคุณน่ะบุ้มเต็มรถกุศลบุ้มเต็มเปียเร่หันเนี่ยจนชิงทูปีเรามาที่สิตัวเชื่อได้เนี่ยมาเลสิเต็มเปียเร่เอ็นอันเนี่ยnowขั้นทำเนี่ยจุดตัวเชื่อปีเรามาขั้นทำเนี่ยเอ็นอันเนี่ยตัวเชื่อได้ชิงมาเสียจากใครนู้นเรารอสี่เหลี่ยมบาร์เร่ส่วนมาจนเต็มเปียชิมพิบาร์เร่ดับบี้เม่คุณน่ะวันนี้เต็มเปียตัวเต็มรู้เสียจากใครนู้นพิจารณาละดำโนชีนตัวนี้เรามาสูบดูเด็กชอบเสกคนจากใครนู้นพิจารณาละสุดาดีนักกู้จ่าเทมาโอ้สุนีรู้เรื่องรู้มีสิ่งเนาะไอ้บงด้วยมาสุนีเมสเนาะเสียงปีเร่งรู้จังเนาะเสียงปีสุนีรู้ไปจีเต็มมาอ๋อบีไอ้ที่กันนั้นตัวฉันนะหัวเดี๋ยวจะขันเลยกูสุราเนี่ยเปลี่ยนทีมเปลี่ยนพี่รอคุณน่ะมันเนี่ยก็สุนีเรื่องเขาบุ้มอากาศจอสุนีอ่ะลิจโนโรก็ไอ้ที่จะขันนู้นตู้เปรี้ยพอมารู้ยี่บลูขันพี่รอเดี๋ยวมีอะไรมาบลูไอ้ที่ที่กูที่เสจโนโรสุนีแค่พี่พี่บาร์ไอ้ที่พอมาทับพี่รอสุราไปเนี่ยทีมเปลี่ยนพี่มาเบ้จโนโรไอ้ที่พอมาเบ้ไอ้ที่เปลี่ยนเชื่ออยู่ยามเนี่ยสุรากูจโนโรเนี่ยทับลำพี่รอเยอะจังเลยบาร์ปีนี้จะดอกกุศลมีอะไรขมีปีนี้อสุยาพูดมาตินตัวอินโดชินปีนี้สิบินตายายีอุปริปินสินเป็นนายยีสุนีชินเนี่ยอดีตชินอสิสินพิบาร์ปีนี้จะดอกกุศลมีอะไรขมีปีนี้อสุยาพูดมาตินตัวอินโดชินปีนี้สิบินตายายีอุปริปินสินเป็นนายยีอาสุนียาอเมริกเป็นตัวอินดูสิบาร์มินดามิโอเนี่ยเมื่อสันดานเนี่ยมันที่ปีนี้ชุดดอกกุศลอุองตาไปขอบาร์ลิซ่าอัดเดรถดอกอุปถัมภ์จีนเหตุว่ารถดอกกุศลเมียเวนจีจุนเหตุว่าปีนี้สุยาพูดเวนจีเมียอาโลมิงลาปอนเนี่ยที่ส่งมาที่จังสุวรรณกองพุทธอาบาร์จนว่าเราชิมปีนี้มินดามิโอมันที่เมื่อสันดานเนี่ยก็ปีนี้รถดอกกุศลอุองตามพิบาร์ดีกันนี้ชิมพีเนี่ยอสุยาพูดกันเนี่ยตีนตุนลาเรสิบินดายายีอุปริปุ่มมา50ชินเนี่ยปัตเตลุสุนิดวงมาพิบาร์ดีสิบินดายายีอุปริปุ่มมา50ชิหามูลากะปารากะเวนท่าด้วยกงจาซีดีนิสิยาชิโตเวนเวอี30ยาใครนุ่งเทโจลวนชิมชิเสียลุปาชิดาพิบาร์ดาโกกูจะชิมพิเนี่ยซูยาอภัยกันเนี่ยทวดโตกูยุบปีญาด้วยตินตุนลารากะปุ่มมา50ชิมาเวนท่าด้วยกงจาสยิกตีนิสิยาชิโตเวนเวอี60คุณิยาไข่นุ่งเทโจลวนชิมชิเสียสุพิมา30ยาไข่นุ่งอาซา60คุณิยาไข่นุ่งกูปีนสินพิมาตินตุนลาราพิบาร์ဒီကိစ္စနဲ့ပတ်သက်လို့69ရာခိုင်နှုန်းဖြစ်ပေါ်လာခြင်းဟာမူလကဒီနေ့မနေ့တင်သွင်းထားတာကရာခိုင်နှုန်းပြည့်နဲ့တင်သွင်းတာဖြစ်ပါတယ်။ပြည်내အစိုးရမှအတည်ပြုထားသောဝန်ထမ်းဖွဲ့စည်းပုံအတိုင်းအတည်ပြုပေးပါရာဆိုတဲ့ဥစ္စာကသူတို့ကဒီကနေ့ဝန်ထမ်းဖွဲ့စည်းပုံကို600နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။600ဆိုတာကျွန်တော်တို့မြို့နယ်အားလုံးနဲ့ကျွန်တော်တို့ဒီပြည်내ဝန်ထမ်းများအားလုံးဖြစ်ပါတယ်အမှုထမ်းအရာထမ်းအားလုံးဖြစ်ပါတယ်အဲ့ဒီ600အတွက်လိုအပ်တဲ့ပမာဏကိုအကြမ်းပြင်းဆွေးနွေးရမယ်ဆိုရင်သူတို့ရဲ့ဝင်ငွေရာခိုင်နှုန်းဖြစ်တဲ့ 1.4 billion ကျွန်တော်တို့တစ်နှစ်စီပင်ရဲ့ဝင်ငွေတန်ပေါင်း1400ကိုမူတည်ထားတဲ့သဘောရှိပါတယ်တန်ပေါင်း1400ကိုဝန်ထမ်းလစာနဲ့အသုံးစရိတ်တွေမှာအကုန်လုံးသုံးလိုက်မယ်ဆိုရင်ဝန်ထမ်း600ခန့်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကိုသူတို့ရဲ့လက်ရှိ3ပုံ2ပုံသာရှင်ဝန်ထမ်းဖွဲ့စည်းပုံရဲ့3ပုံ2ပုံကိုသာရှင်ခန့်အပ်ရမယ်ဆိုတဲ့လက်ရှိမူအရာသူ
သူတို့က69ရာခိုင်နှုန်းလို့ပြောတာဖြစ်ပါတယ်ခင်ဗျဆိုတော့69ရာခိုင်နှုန်းကို1400တန်ပေါင်း1.4 billion 1.4 billion တနှစ်ဝင်ငွေရဲ့69ရာခိုင်နှုန်းကိုသုံးမယ်ဆိုရင်ဝန်ထမ်း3ပုံ2ပုံခန့်အနိုင်မှာဖြစ်ပါတယ်အဲ့ဒီ3ပုံ2ပုံရဲ့အရေးအတွက်ဒီဝန်ထမ်း400ဖြစ်ပါတယ်ခင်ဗျဖွဲ့စည်းပုံမှာ600နဲ့ရေးထားပါတယ်အခုသူတို့3ပုံ2ပုံခန့်မှာကဝန်ထမ်း400ဦးဖြစ်ပါတယ်ခင်ဗျအဲ့လိုဝန်ထမ်း400ဦးခန့်ချင်တဲ့အတွက်ကြောင့်လိုအပ်တဲ့ရာခိုင်နှုန်းနဲ့လက်ရှိအနေအထားအရတွေ့ရရင်69ရာခိုင်နှုန်းဖြစ်ပါတယ်လက်ရှိခန့်ထားတဲ့ဝန်ထမ်းက229ဦးလို့သိရှိရပါတယ်229ဦးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီကိစ္စကိုကျွန်တော်တို့အနေနဲ့တစ်ချက်ဆွေးနွေးရမှာကဒီနေ့မြို့နယ်များတိုးတက်လာတယ်နှရိန်ဥပမာကျင်တွေးမကွေအိမ်နူးစတဲ့ကျွန်တော်တို့မြို့နယ်တွေတိုးတက်လာတဲ့တိုးချက်ဖွဲ့စည်းလာတဲ့မြို့တွေတိုးချက်ဖွဲ့စည်းလာတဲ့နေရာမှာလဲသူတို့စီပင်ဝန်ထမ်းတွေကိုခန့်အားရဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီခန့်ရမယ့်ဝန်ထမ်းတွေအတွက်ပါတွက်ထားတဲ့အနေအထားရှိပါတယ်ကျွန်တော်တို့အနေနဲ့စဉ်းစားစရာတစ်ခုကအဲ့ဒီမြို့တွေမှာလဲဝင်ငွေရရှိမှသာခန့်ရပါမယ်တပြားမှမရဘဲနဲ့တော့အလကားကြီးသွားခန့်ရမယ်ဆိုတာတော့စီပင်မူနဲ့တော့မကိုက်ပါဘူးခင်ဗျစီပင်က service ပေါ်မှာလုပ်ရတဲ့ဟိုလုပ်တဲ့အတွက်ကြောင့်အဲ့ဒါလေးတစ်ခုကတော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဥပဒေကိုကျွန်တော်တို့ကအတည်ပြုပြဋ္ဌာန်းပြီဆိုတာနဲ့အဲ့ဒီမြို့တစ်တီအတွက်ကိုတော့တခါတည်းဝင်ငွေရရှိဖို့ဘိုင်လောတခါတည်းဆွဲပြီးမှဝင်ငွေရရေးကိုတော့သက်ဆိုင်ရာအစိုးရဌာနကဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်ခင်ဗျအခုဒီတင်သွင်းတဲ့နေရာမှာမြို့တစ်တီတိုးချဲ့တဲ့နေရာကနေဝန်ထမ်းခံထားဖို့ကိုပဲစဉ်းစားပြီးမှအဲ့ဒီမြို့ကနေအခွင့်အရေးရရှိမဲ့ဟာကိုထည့်သွင်းစဉ်းစားတာနည်းနည်းအားနည်းတယ်လို့သုံးသပ်ရပါတယ်ခင်ဗျဒါတော့သူတို့ plan လေးတွေတေချာပြန်ရေးဆွဲဖို့လိုပါမယ်နံပါတ်2အချက်အရေးကြီးတာကကျွန်တော်တို့ဒီ69ရာခိုင်နှုန်းကိုအကယ်၍ဒီနေ့လွှတ်တော်ကအတည်ပြုလိုက်လို့ရှိရင်လာမယ့်နှစ်မှာတော့လကောက်လာမယ့်2နှစ်3နှစ်မှာတော့လကောက်ဒီဝင်ငွေထွက်1.4ဆိုတဲ့ဘီလီယံထက်တန်ပေါင်းဟိုပါ1400ထက်ပိုမူတဲ့ဝင်ငွေ1600တော့လကောက်တန်ပေါင်း2000တော့လကောက်ဝင်ငွေရှိသွားလို့ရှိရင်တော့ဒီ69ရာခိုင်နှုန်းဆိုတာဟာနည်းနည်းများသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီအချိန်မှာတော့ကျွန်တော်တို့ကဒါကိုအားလုံးသဘောအရအတည်ပြုမယ်မပြုမယ်ကိုတော့ပြုမယ်ဆိုလဲပြဿနာသိမကြီးပါဘူးလို့ဆွေးနွေးလိုပါတယ်သို့တော်လည်းပဲလာမယ့်နှစ်များမှာတော့တိုးတက်တဲ့ဝင်ငွေပေါ်မှာမူတည်ပြီးမှဒီကိန်းကနန်းကိုတော့ကျွန်တော်တို့ကပြန်လဲညှိနှိုင်းရမယ်ဟွာပေါ့ fix မဟုတ်ဘဲနဲ့ flexible သဘောဖြစ်အောင်လွှတ်တော်နဲ့အစိုးရနဲ့ပုံမှန်ထိတွေ့နေဖို့တော့လိုအပ်မယ်ဆိုတာကိုတင်ပြရင်းဒီကိန်းကနန်းကတော့ဟိုအတည်ပြုမယ်ဆိုရင်လည်းအတည်ပြုပေးသင့်ပါကြောင်းဆွေးနွေးအပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ရှိပါတယ်ဒီနေ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာလွှတ်တော်ကိုယ်စားလှယ်မှဆွေးနွေးပြီးဖြစ်ပါသဖြင့်ဒီနေ့ဆိုရအဖွဲ့မှစင်းလင်းပါရန်ဖိတ်ခေါ်ပါတယ်လေးစားတဲ့လွှတ်တော်ထားခြင်းနဲ့လွှတ်တော်ကိုယ်စားလှယ်များချစ်ပြည်နယ်ဝန်ကြီးချုပ်နဲ့အစိုးရဖွဲ့ဝင်ကြီးများတယောက်သူများအားလုံးမင်္ဂလာပါကျွန်တော်ကတော့စီပင်သားရေးလက်စစ်နဲ့စက်မှုလက်မှုဝန်ကြီးဦးစုထက်ဖြစ်ပါတယ်ကျွန်တော်တို့ချစ်ပြည်နယ်စီပင်သားရေးဥပဒေပုံမှန်14ပုံမှန်အခန်း14ပုံမှန်58အရာဝန်ထမ်းအတွက်ကုန်ကျစရိတ်ဟာနှစ်စဉ်ရရှိတဲ့ဝင်ငွေရဲ့30ရာခိုင်နှုန်းထက်ကျော်လွန်ခြင်းမရှိစေရဆိုတဲ့စကားရပ်ကိုပယ်ဖျက်ပေးဖို့နဲ့ချစ်ပြည်နယ်အစိုးရအဖွဲ့အတည်ပြုတဲ့ဝန်ထမ်းဖွဲ့စည်းပုံကျော်လွန်ခန့်ထားခြင်းမပြုရဆိုတဲ့စကားရပ်နဲ့ပြည်စည်ရေးကိုတင်ပြခဲ့ပါတယ်အဲ့ဒီပုံမှာဒီလွှတ်တော်ကနေပြီးတော့ဥပဒေပြုအစည်းအဝေးမဆစ်3/2020ဆုံးဖြတ်ချက်အရစီပင်သားရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေမှာမူလဥပဒေနဲ့ကိုက်ညီမှုမရှိတဲ့အတွက်ချစ်ပြည်နယ်စီပင်သားရေးဥပဒေပုံမှန်58မှာပါရှိတဲ့30ရာခိုင်နှုန်းဆိုတဲ့စကားရပ်ကို50ရာခိုင်နှုန်းဆိုတဲ့စကားရပ်နဲ့အစားထိုးဟိုသဘောတူဆုံးဖြတ်ပြီးတော့ပေးပို့လာပါတယ်တို့ပါ၍ကျွန်တော်တို့ချင်းပြည်နယ်စီပင်သားရေးဥပဒေအခန်း14ပုံမှန်58အရာဝန်ထမ်းများအတွက်ကုန်ကျစရိတ်ဟာနှစ်စဉ်ရရှိတဲ့ဝင်ငွေရဲ့30ရာခိုင်နှုန်းထက်မကျော်လွန်ခြင်းမရှိစေရအစားဒီအပိုက်တစ်အနေနဲ့ဤဥပဒေကိုချင်းပြည်နယ်စီပင်သားရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေ
2020လို့ခေါ်တွင်ဇေယမယ်ဆိုတာလေးဖြစ်ပြီးတော့မှအပိုက်နှစ်နဲ့ချင်းပြည်နယ်စီပတိုင်းဥပဒေပုံမှန်58ကိုအောက်ပါတိုင်းအစားထိုးရမည်လို့ပြင်ဆင်မှုကိုပြန်တင်ပြလိုပါတယ်ဆို58အရာဝန်ထမ်းအတွက်ကုန်ကျစရိတ်သည်နှစ်စဉ်ရရှိသောဝင်ငွေရဲ့60%ထက်ကျော်လွန်ခြင်းမရှိစေရလို့ပြင်ဆင်နိုင်ဖို့အတွက်ယနေ့ကျင်းပတဲ့2020စက်တင်ဘာ1ရက်နေ့မှာကျင်းပပြုလုပ်တဲ့ဒုတိယအကြိမ်ချင်းပြည်နယ်လွှတ်တော်22ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာအတည်ပြုပေးနိုင်ဖို့လွှတ်တော်ဥက္ကဋ္ဌရဲ့တဆင့်လွှတ်တော်ကိုအဆိုပြုတင်သွင်းအပ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ထပ်ပြီးတော့ရှင်းပြရရင်ကျွန်တော်တို့60%ကျွန်တော်2020-21မှာယာထားတဲ့မူလကျွန်တော်တို့တန်ပေါင်း1390.5တန်းလို့ကျွန်တော်တို့ယာထားပါတယ်။အဲ့ဒီပုံမှာအခြေခံပြီးမှကျွန်တော်တို့တွက်မယ်ဆိုရင်100%ဟာ1390.5တန်းဖြစ်ပြီးတော့60%ဟာတန်ပေါင်း931.3တန်းဖြစ်မှာဖြစ်ပါတယ်အဲ့ဒီ60%သတ်မှတ်လို့ရှိရင်တော့ကျွန်တော်တို့ခန့်အပ်မဲ့ဝန်ထမ်းအချိုးလက်ညီပြီးတော့လက်ရှိဝင်ငွေအချိုးနဲ့လက်ညီမှာဖြစ်ပါတယ်အခုနကိုယ်စားလှယ်တော်ကြီးရှင်းပြသလိုပဲကျွန်တော်တို့အခွန်အခများထပ်ပြီးတော့တိုးမြင့်ရရှိလာခဲ့လို့ရှိရင်လည်းဒါကိုသုံးသပ်ပြီးတော့ပြန်လေဝန်ထမ်းခန့်ထားရင်ကိုပြန်စဉ်းစားဖို့လိုပါမယ်လက်ရှိကတော့ကျွန်တော်တို့အနေနဲ့ဒီဝင်ငွေခွန်ပေါ်မှာ60%ကိုအတည်ပြုပေးဖို့တင်ပြပါတယ်ကျေးဇူးတင်ပါခင်ဗျဆွေးနွေးပါအမရှင်းလင်းပြီးပါတယ်ဒီပြင်မယ်ဆိုတော့ကျွန်တော်တို့အပိုင်းမှာပထမချင်းမှာတော့ချင်းပြည်နယ်လွှတ်တော်ဒီဥပဒေကိုပြဋ္ဌာန်းလိုက်ဒီဆိုတဲ့အပိုက်တစ်မှာပါရမှာဖြစ်ပါတယ်အပိုက်နှစ်မှာတော့ချင်းပြည်နယ်စီပင်သားရဲ့ဥပဒေပုံမှန်ဥပဒေကိုချင်းပြည်နယ်စီပင်သားရဲ့ဥပဒေကိုပြင်ဆင်တဲ့ဥပဒေ2020ဆိုတော့မှအဲ့ဒီမှာပြတ်သွားပါတယ်အဲ့ဒါစစ်ဆိုင်တဲ့နေရာမှာကျန်သွားတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်လို့ဒီပုံမှန်ဒီမှာ UP ကိုချင်းပြည်နယ်စီပင်သားရဲ့ UP ကိုပြင်ဆင်ဒီ UP ဝန်ဆောင်ကွန်ပီ2020ဟုခေါ်တွင်စီရမယ်ဆိုရဲဟုခေါ်တွင်စီရမယ်ဆိုရဲပိုက်လေးကိုထည့်သွင်းပြီးဖို့ဖြစ်ပါတယ်နောက်50မှာတော့ခုနဝန်ကြီးတင်ပြတဲ့အတိုင်းလွတ်တော်ရဲ့သဘောအတိုင်းဆက်လက်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်ဆိုတင်ပြဒီနေ့လွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီနေ့အစိုးရဖွဲ့မှတင်သွင်းသောချင်းပြည်နယ်စီပင်သားရေးဥပဒေကိုချင်းပြည်နယ်စီပင်သားရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ20ဆိုပြီးတော့ပြင်ဆင်ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒုတိယအနေနဲ့ချင်းပြည်နယ်စီပင်သားရေးဥပဒေပုံမှန်50စီဖော်ပြတဲ့အတိုင်းအခုချင်းပြည်ဝန်ထမ်းအတွက်ကုန်ကျစရိတ်နေ့စဉ်တိုးငွေရဲ့60%ကျော်လွန်ခြင်းမရှိစေရဆိုတာကိုဒီကနေ့အတည်ပြုပြမှာဖြစ်ပါတယ်။တော့မနေ့ကလွှတ်တော်ဥပဒေပြောရေးအဖွဲ့ကတင်ပြတဲ့ဆွေးနွေးပုံမှာလွှတ်တော်အနေနဲ့ကတော့50ဆိုပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ခဲ့ပါတယ်။တောက်တော်ညလေးအခုနောက်လို့စီပင်သားကြီးအစိုးရအဖွဲ့ကနေတင်ပြချက်ပေါ်ကိုတုံ့တက်ပြီးတော့60%နဲ့အတည်ပြုပေးပါတယ်ဆိုတာကိုဖော်ပြလိုပါတယ်အဲ့ဒါကြောင့်ပြည်နယ်လွှတ်တော်အစိုးရအဖွဲ့မှတင်သွင်းသောချင်းပြည်နယ်စီမံသားရေးဥပဒေပြင်ဆင်ပေးနိုင်ရေးအားလွှတ်တော်၌အတည်ပြုရန်အားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာအားလုံးသဘောတူပါလားခင်ဗျာသဘောမတူတဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါသလားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာသဘောမတူသည့်လွှတ်တော်ကိုယ်စားလှယ်များမရှိသည့်အတွက်ပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းသောချင်းပြည်နယ်စီပင်သားရေးဥပဒေအခန်း14ပုံမှန်50စီအားလွှတ်တော်၌အတည်ပြုကြောင်းကြေညာအပ်ပါတယ်